ဒီနေ့30ရက်5လ2026ပေါင်းတယ်မြို့နယ်ကျွဲရီကျွန်းတော်လှရွာဒါဘုန်းကြီးရောက်နေတော့အမတ်တရားစကားလေးပြောမလို့ပါဘုန်းကြီးကဒီကျွန်းတော်လှရွာလေးကိုလွန်ခဲ့တဲ့အနှစ်40ကျော်ကပေါ့လေအတိအကျပြောမယ်ဆိုရင်86ခုနှစ်လောက်က1986ခုနှစ်လောက်ကဝါသူဘူးတွေပေါ့နေဘူးတွေပေါ့အဲ့ချိန်မှာဘုန်းကြီးတပည့်တန်ထွန်းနဲ့သူ့အမေနဲ့အတူတူနေကြတဲ့ချိန်သူတို့ဘုန်းကြီးကတဲတာပေါ့အဲ့ချိန်တန်ထွန်းရဲ့တူမလေးသူ့မိကြီးနဲ့အတူတူနေတော့ဘုန်းကြီးနဲ့လာနေတော့ဘုန်းကြီးကသူ့ကိုတရားလေးတွေတင်ပြပေးတယ်တရားလေးတွေကတခြားမဟုတ်ပါဘူးလင်္ကာလေးနှစ်ပုတ်ဆိုပါတော့အဲ့ဒါလေးကိုဘုန်းကြီးကြွပြပါမယ်ကောင်းကူကောင်းရကောင်းမှကောင်းတာမကောင်းရင်ဘေးမနှေးတွေ့မှာမတည်ခင်ပဲချင်းရဲ့တေးချအဲ့ဒါကြောင့်ဒါကြောင့်မူကောင်းမှုမှားနေတာအဲ့ဒါတပုတ်ကိုသာနိုင်အောင်ထိတ်မှာငြိမ်းချမ်းကြမဲ့များသူငါအဲ့ဒါတရားပါအဲ့ဒါတရားပါသာဝတိထိမ့်သိမ့်ကြရမှာကိုနှုတ်ကိုသာနိုင်အောင်ထိတ်မှာငြိမ်းချမ်းကြမဲ့များသူငါအဲ့ဒါတရားပါအဲ့ဒါတရားပါသာဝတိထိမ့်သိမ့်ကြရမှာကိုစိတ်ကိုသာနိုင်အောင်ထိတ်မှာငြိမ်းချမ်းကြမဲ့များသူငါအဲ့ဒါတရားပါအဲ့ဒါတရားပါသာဝတိထိမ့်သိမ့်ကြရမှာအဲ့ဒါတန်ထုံးမေဒီကမကြီးရဲ့မြီးပေါ့သူကသား2ယောက်ရှိတာတန်ထုံးကအကြီးသားဒီမြီးမလေးကအငယ်သားမွေးတာအဲ့မြီးမလေးကသူ့မိကြီးနဲ့တူနေတာဆိုတော့ဘုန်းကြီးတို့ရင်တဲတော့တဲ့ဘုန်းကြီးနဲ့လာနေတယ်အဲ့တော့သူက9နှစ်10နှစ်လောက်နေမှာပေါ့ဒါနဲ့သူ့ကိုဘုန်းကြီးကအဲ့လင်္ကာလေးတွေကိုတင်ပြပေးထားတာသူကရတယ်မှတ်တတ်တယ်နောက်ဘုန်းကြီးလာတော့လေအဲ့လေသူကတေးသေးချာချာရွတ်ပြတယ်အဲ့ဒါနဲ့ဘုန်းကြီးတွေလည်းတော်တော်ကိုယဉ်နှီးတယ်ပေါ့လေအဲ့လိုနဲ့သူအတဲ့ရွယ်ရောက်တော့လူကြီးတွေရဲ့စီဆိုင်နဲ့မှုပါပဲအတဲ့20ကျော်လောက်ထမရဲ့အဲ့ဒါလူကြီးတွေရဲ့စီဆိုင်မှုနဲ့အိမ်အောင်ကြပြီးတော့လေဘုန်းကြီးရောက်တယ်သူတို့တင်းမြတ်အရှင်ပြေပါပဲစီပါကြီးဝါကြီးလေးလေအချိန်ကြီးကောင်းပါတယ်အဲ့ဒါပေမဲ့လူအဲ့လိုနေရာကနေပြီးတော့ဘုန်းကြီးနှစ်တိကြတော့မသိဘူးအဲ့သူကတော့သိမှာပေါ့လေအဲ့ဒီတော်တော်လေးကြာတော့အဲ့ဒီကောင်လေးကနောက်ပြုတ်တယ်ပေါ့နောက်ပါသွားတယ်ပေါ့အဲ့ဒါဘယ်နေတဲ့ဘယ်ရွယ်လောက်အိမ်အောင်ကြပြီဘယ်လောက်ဖြစ်မလို့သမီးက29နှစ်နဲ့အိမ်အောင်ကြတာအဲ့ဒါကိုစပြီးတော့ကြားလိုက်ရသိလိုက်ရတော့ညသိတဲ့ပြည့်နဲ့ခံစားပြီးစကြားလိုက်ရသိလိုက်ရတော့ခံစားရတာပေါ့ဘုံကဒေါသတွေဖြစ်တာပေါ့အဲ့ဒါလေးတွေကကြားနေအဲ့ဖြစ်ဖို့ပြောပြတာအဲ့ဒါဒေါသဖြစ်တယ်ပောက်ကွဲတယ်ဟုတ်ပြီလိမ္မာအောင်လို့တင်းတယ်လိမ္မာအောင်တင်းတယ်သားသမီးတွေမိတကွဲဖားတကွဲဖြစ်မှာဆိုလို့ဒီလိုတွေလုပ်ဖို့အဲ့လိုပောက်ကွဲတာကသူ့ရှည်လားသူ့ကွဲရလားရှေ့မှာပောက်ကွဲတာပေါ့ဖေ။သူ့ရှည်မှာပေါ့အဲ့ကြတော့အပြန်လန်းစကားပြောကြတာပဲလေရှိမှာပေါ့ရှိပါတယ်ဖေဟုတ်ပြီအဲ့လိုဖြစ်တဲ့ပြဿနာနဲ့ငါတရားတင်ငါလူတွေနဲ့ဘယ်လိုဆက်သက်မြန်ကျင့်သားမိလို့အဲ့ချိန်ကတော့ဖေပောက်ကွဲနေတဲ့အချိန်ဆိုတော့ဘာမှမမြင်တော့ဘူးလေဖေနောက်ပိုင်းကြာမှအခက်ခဲတွေကိုဘာသာကိုသားသမီး3ယောက်ကိုလှုပ်ကြွေးတဲ့အချိန်ကြာမှအဲ့ဒီတရားကိုသဘောတရားကိုနားလည်ပါတယ်ဖေဟုတ်ပြီငါအဲ့ဒါကိုတွေးမိလို့တရားနဲ့မြစ်ပြတ်တဲ့နာနဲ့ဘယ်လိုဆက်သက်ပြီးတော့နေစဉ်းစားမိတော့အဲ့ကြတော့အတရားလေးတွေဖုံဖုံပြောခဲ့တဲ့ငငယ်တုန်းကသင်ပေးခဲ့တဲ့တရားလေးတွေကိုပြန်တွေးလိုက်တော့သားတွေသမီးတွေကိုလည်းပဲအတရားလေးတွေစိုးပြတယ်ဖေ
ဆိုပြတော့အတရားလေးတွေအကြောင်းမို့လဲတမိစိတ်ကိုတမိထိန်တို့ဘူးလို့ကောင်းကောင်းမွန်မွန်ဘဝကိုဖြောင်းဖြောင်းဖြူဖြူရှောင်းလန်းနိုင်ပါတယ်ဖေ။ ဥမာတော့ကတော့ကိုယ်စိတ်ကိုနိုင်အောင်ထိမှဆိုတဲ့ဟာတို့ကိုကိုနိုင်အောင်ထိမှဆိုတာတို့ ਨੇ နေပြဿနာနဲ့ဆက်သက်ပုံလေးအဲ့ဒါလေးနေတွေးမိတာလေးဘယ်လိုလေးတွေးမိလဲ ကိုနိုင်အောင်ထိမယ်ဆိုတော့ထိတယ်လေဖုံဖုံဖေ။ငင်းကြအောင်လဲနေတယ်ဘဝကိုလည်းမရက်တီပေးတယ်လေအမားယုံမရှိအောင်လို့သားသမီးတွေကိုလည်းပညာတတ်အောင်လဲထားတယ်လေဖေ။တခါမှမလုပ်ဘူးတဲ့လဲချောင်းလဲတွေလောက်ရတယ်သားသမီးတွေကိုလည်းခုသားသမီးအကြီးမာဆို10တန်း10တန်း तू ကသမီးရဲ့တာဝန်ကျေးပွားထားဆောင်ခဲ့တယ်ဒါပေမဲ့ तू က10တန်းကြာတယ်ဖေ။နေပြောတဲ့ထဲမှာငါကြားလိုက်တာကတချို့ကအဲ့လိုနဲ့ထားပါတော့လေခက်ကင်းနေလိုက်ကြတယ်ဆိုတော့ပြင်းသွားရောအဲ့ဒါတချို့ကပြန်ဆက်သွယ်ဘူးလို့ဘာလို့တချို့ကပြောချင်ပြောကြမှာပေါ့အဲ့ကြနေကဘယ်လိုပြန်ပြောလို့ဘယ်လိုစိတ်ထဲကိုဘယ်လိုခံစားရလဲ ဘလို့မှတော့ခံစားအောင်လေဖေရတရားသဘောနဲ့တွေးကြည့်တော့ငရဲကြတာပဲရှိတယ်လေဖေရသားသမီးနဲ့အေးချမ်းချမ်းဘဝကိုရှောင်းလန်းနိုင်ဖို့အရေးကြီးဆုံးပဲလေဖေရဟုတ်သူလည်းသူ့ဘာသာသူနောက်အိမ်နောက်ကြသွားတာလေဖေရအဲ့တော့ဟိုနေ့ကငါတသွန်းတစကြားလိုက်တယ်သူပြန်လာလေတဲ့သူ့သားသမီးတွေရှိတာဆိုတော့နေကမောင်းမထုတ်ပါဘူးတဲ့အဲ့လိုနေပြောသလားတင်မဖေရအဲ့ဒါဘယ်လိုဆိုလို့ရောမောင်းမထုတ်ပါဘူးဆိုတာဖေရသားသမီးတွေနဲ့သွားလာတာတို့တော့ကြတော့မပြောတော့ဘူးလေဖေရဒါမဲ့သမီးတို့ကတော့ပုထုဇဉ်လူစားတွေပဲလေဘလို့မှမအောင်မေတော့ဘူးဖေရအဲ့ဒါပဲငါအဲ့ဒါလေးကိုကြားချင်တာဘာလို့တော့ဆိုတော့ဒီလိုဖြစ်လာရင်တချို့ကလုံးဝဘဝမဆယ်နိုင်ဖြစ်ပြီးတယ်ပြည့်ပြီးကြတဲ့ဒုက္ခရောက်ကြတဲ့နောက်ရင်တော့ပြုတဲ့သူကပြုလုံးဝစိတ်ထင်းရဲ့နင်ပြောတာကြားလိုက်ပါတယ်ဘယ်မှာဆိုလားအဲ့လိုဖြစ်သွားလို့ခြေဒုက္ခရောက်သွားတဲ့ဒကမတယောက်ကြောင်းတင်တယ်အဲ့ဒါနင်ပြောလိုက်တယ်မှတ်ဘယ်မှာကြားဘူးလားတပီးတော်ရဲ့မိသားစုပေါ့တဖန်ကုန်းဘက်ကတပီးတော်အမေကြီးရဲ့ယောက်ျားရဲ့ညီလေးရှိပါသေးတယ်ဖေရသူဘယ်လိုဖြစ်တာကိုတဲ့ကျော်ဝိုင်ဦးလာဆိုးတဲ့ဘယ်လိုဖြစ်တာသူတို့ရဲ့ဘက်ကသူတို့ရဲ့တူမပေါ့သူမိမရဲ့တူမတူမအိမ်အဲ့လိုပဲသမီးလိုပေါ့ထပြခဲ့တဲ့ယောက်ျားခင်မတဲ့ရထပြခဲ့ပဲမလို့ तू ကစိတ်ဆင်းရဲတဲ့အတိုင်းမခံနိုင်ဘူးဖေရဟုတ်ပြီ तू ကစက်တင်နဲ့လဲသမီးတဲ့ပိုးတော်တယ်ဒီဇိုင်နာတင်နဲ့ကတော့သမီးဝတ်စားတယ်တော့ तू ကချုံနိုင်တယ်လေအဲ့ဒါ तू ကသားသမီး3ယောက်ကိုထားပြီးရန်ကုန်ထွက်သွားပါတယ်ဖေရဟုတ်ပြီရန်ကုန်ထွက်သွားရန်ကုန်မှာအလုပ်လုပ်ချင်းကနေပြီးတော့မှသားသမီးတွေကိုပြန်ပို့တယ်သားသမီးတွေကတော့မေကြီးဘာကြီးတွေနဲ့ထပြခဲ့ရတယ်ဖေရထပြခဲ့တော့အကြီးမလေးကမေလိုဖြစ်ပြီးငယ်ဆုံးကလေး2ယောက်ကိုထိန်ထားရပါတယ်ဖေရအလုပ်လောက်ကိုင်းကျွေးတော့ဖေရတာကြည်ကြည်လိုက်မဟုတ်ဘူးဘောဆဲလိုက်ဆိုလိုက်တကားတွေများလိုက်နဲ့သူတို့တွေနောက်ပိုင်းကျငယ်လေးတွေနဲ့အိမ်အောင်ကြတယ်ဖေရဟုတ်ပြီခုနကလေးမလေးကလည်းပဲအဲ့ဒီစိတ်ဆင်းရဲတဲ့တိုင်မခံနိုင်ပဲရန်ကုန်ထွက်သွားတော့နောက်အိမ်အောင်ပြုတ်ပါတယ်ဖေရအမေကတော့သူ့အမေကသူတို့အမေကနောက်အိမ်အောင်ပြုတ်သွားပါတယ်ဖေရဟုတ်ပြီပြုတ်သွားပဲမလို့အဲ့ဒီသမီးမိသားစုကိုရှီကိုအလဲပတ်သွားတော့အလူမင်္ဂလာတောင်တွေသွားတော့ပြော့ပြနင်းနဲ့မတူဘူးတဲ့နင်ကဘဝကိုကြံ့ညာခံနိုင်တဲ့အတွက်နေသားသမီးတွေကတော့ဘဝကိုမရှောက်လန်းနိုင်တယ်တဲ့ဖေရသူတို့တူမကတော့အဲ့လိုတက်တီမရှိတဲ့အတွက်ကလေးတွေကလည်းပဲငငယ်ရွယ်လေးနဲ့ပညာတွေမတတ်အိမ်အောင်တွေကြဒုက္ခတွေရောက်ရတယ်ဆိုပြီးသမီးကိုပြောတယ်ဖေရဟုတ်ပြီအဲ့နေရာလေးပဲထူးခြားချက်ကနင်ပြောတာငါနည်းနည်းကြားလိုက်တာကဒီလိုကတော့တဲ့တည်တဲ့စီဒီကိုသားသမီးတွေပြုစုကြတော့မှဘယ်တော့မှနောက်အိမ်တော့မပြုတ်ဘူးတဲ့အဲ့ဒါဘာဖြစ်လို့အဲ့လိုဆုံးဖြတ်တာနောက်အိမ်တော့မပြုတ်ဆိုတာဖေရဘာလို့လဲဆိုတော့ဒီဒုက္ခဆင်းရဲမှုတွေကိုကြုံတွေ့ရတယ်ဒီသားသမီးတယောက်နဲ့လဲချောင်းတွေလောက်ရတာဖေရယောက်ျားတွေနဲ့ရင်မန်းအမျိုးသားတွေနဲ့ရင်မောင်တက်ပြီးတော့မှသမီးကအလုပ်လုပ်ရပါတယ်ဖေရလောက်ရတော့ဒီဒုက္ခတွေကိုခံနေရတဲ့အတွက်ဒီငရဲတွင်းနဲ့ဆင်းရဲတွင်းနဲ့ပြန်ခုံးမချခြင်းတော့ဘူးဖေရဟုတ်ပြီအဲ့ဒါနင်းစောစောကပြောတဲ့ထဲမှာငါတရားလေးတွေကိုစောစောတုန်းကတော့မတိုင်းနဲ့ဘူးမကျင့်တတ်ဘူးပေါ့လေအဲ့လိုပြဿနာတွေကြုံလာမှာတရားရဲ့သဘောကိုတွေးတာပါဖေအဲ့ဒါပဲငါပြောတယ်လေနင့်ပြောပြတဲ့ဆရာဒီဝကရဲ့ပုံပြင်လို့ဟုတ်လားသူ့ဆရာကြီးကပညာတတ်တော့တိုင်းပြည်ပြန်လှော့လိုက်တယ်
ကြာကြီးပြန်ရတာကိုသူတို့ခေတ်ကတော့ဖြည်းဖြည်းချင်းပြန်ရတာလမ်းကိုလမ်းစရိတ်လောက်အောင်ပေးလိုက်ရင်သူကဆေးကူကမှသိမှမဟုတ်ဘူး တင်ပါဗျာ သူမွေးသားတဲ့ဖေရတယ်သာပါတော့ရှင်မရင်ချမ်းသာတယ်လေကိုရောက်လဲဘာမှဆေးကူမှဓမင်းသားရတဲ့ဖြစ်မဟုတ်ဘူး တင်ပါဗျာ အဲကြတော့ဆေးကူကတော့အမှတ်ရကူရမှာမဟုတ်ဘူးမရရင်သူပညာလည်းသိမှမဟုတ်ဘူး တင်ပါ အဲ့ဒါနဲ့ဆရာကြီးကလမ်းသေးကိုမလောက်တလောက်ပေးလိုက်တာလမ်းကြတော့လမ်းသေးပြတ်တော့သွားလို့မရတော့ဆေးကူကူရရှာရတာရှားတော့မှအဲ့ဒီနှစ်3-5နှစ်ဆိုလာခေါင်းကိုက်နေတဲ့ဝေဒနာရှင်ကြီးကိုတွေ့လို့ဆေးကူတော့မှအဲ့ယောဂပျောက်သွားမှဟုတ်လားဟိုကဆေးတွေပါတော့အလှတန်းကြော့တာပေါ့လေဆရာကြော့တဲ့ငွေတွေရွှေတွေဆိုကြပါစို့နွားတွေမြင်းတွေလဲတွေသူတို့ခေတ်ကတော့လူလဲနွားလူပေးလို့ရတယ်အဲ့မကျွန်းနေခေါ်တော့ပေါ့အဲ့ဒါကြီးလေပေးလိုက်တော့တခါတည်းတထေးကြီးလို့အဲ့ဒီဆရာကြီးကပြန်လာခဲ့ရတာလမ်းတော့ကတော့ငငပြက်ဖြစ်တာပေါ့အဲ့ဒါဘာဘူးလို့ဆိုတော့သူ့ပညာရှိပြီမယ်လို့ပညာကိုအတုံးချကောင်းမှမသိရင်ဘာမှတတ်မိုးရှိမှမဟုတ်ဘူးသူလည်းဘာမှထူးခြားမှမဟုတ်ဘူးခုလေနင်ဘာမှမဖြစ်ပဲနဲ့အိမ်တော်နဲ့အချင်းပြေဟုတ်လားအချမ်းသာဆိုရင်ငါတရားလေးနဲ့ဘာမှသိမှတ်ရမှာမဟုတ်ဘူးအဲ့တော့ခုတော့ပြဿနာကြီးအတုံးလိုက်တက်လိုက်တွေ့တော့ငါပြောတာတဲ့တရားလေးတွေကနေ့တွေဟုတ်လားကိုကပူလောင်ပြီလေပူလောင်တော့ရှာရတာလေရှာတော့ငါပြောတဲ့ကိုနိုင်အောင်ထိမ့်မတို့ကိုစိတ်ကိုနိုင်အောင်ထိမ့်မတို့အဲ့ဒါတွေကပေါ်လာတာဟုတ်လားအဲ့လို တင်ပါဗျာ အဲ့ဒီလင်္ကာလေးရောရသေးလား ရပါတယ်ဗျာ ခုရောရလား ရပါတယ်ဗျာ ကဲရရွတ်ကြည့်လာမယ်ဗျာ ကိုယ်စိတ်ကိုယ်သားနိုင်အောင်ထိုင်းမှာငြိမ်းချမ်းကြမယ်များသူငါအဲ့ဒါတရားပါထာဝစဉ်ငြိမ်းချမ်းကြရမှာ ကိုယ်နှုတ်ကိုယ်သားနိုင်အောင်ထိန်မှာငြိမ်းချမ်းကြမယ်များသူငါအဲ့ဒါတရားပါထာဝစဉ်ငြိမ်းချမ်းကြရမှာကိုယ်သားနိုင်အောင်ထိန်မှာငြိမ်းချမ်းကြမယ်များသူငါအဲ့ဒါတရားပါထာဝစဉ်ငြိမ်းချမ်းကြရမှာကိုယ်သားနိုင်အောင်ထိန်မှာ ကောင်းကောင်း ကောင်း မြတ် ကိုကောင်းကြောင်ကောင်းမှာကောင်းတာမကောင်းရင်ဘေးမနေတွေ့မှာမသေးခင်မဲ့ဆင်းရဲသေးချာဒါကြောင့်မို့ကောင်းမှုမှားနေတာ အဲ့လေးနေအရင်တော့ငယ်တော့ဆိုရင်လက်အုပ်လေးချီပြီးတော့ရွတ်ထားလားဟုတ်လား တင်ပါဗျာ အဲ့ဒါဘာလို့ငါမရှိလေငါဒီကိုမှတ်ပြီးတော့အဲ့လိုရွတ်ထားလားနိလေ တင်ပါဗျာ ဟိုအဲ့လိုငါမရှိလေ အိမ် ငါ က ရှိ သားသမီးတွေလည်းဖေရရွတ်ပြပါတယ်ဖေရ ဟမ် အိမ်ကသမီးရဲ့မွေးထားတဲ့သားသမီး၃ယောက်ကိုလည်းသမီးရွတ်ပြပါတယ်ဖေရ အေးဟုတ်တယ် သူတို့လေးတွေလိမ်မာအောင်လို့ အေး ငါတို့ဖုံဖုံကဒီစာလေးတွေကိုမာဝါတကားမှအိမ်ကတကားမှရေးပစ်ခဲ့တာမမေ့အောင်လို့ ဟမ် အဲ့ဒါလေးတွေကကိုလည်းပဲကောင်းအောင်နေတတ်ဖို့ကိုစိတ်ကိုလည်းပဲနိုင်အောင်ထိမ့်တတ်ဖို့ဖုံဖုံကတရားပြခဲ့တာအဲ့ဒါလေးတွေကိုသူတို့မမေ့ဖို့အကြောင်းပြောပြမယ်လို့တမိလို့ပေါ့ဖေရငယ်ငယ်တော့ကတော့ဟိုဗဇက်ကသာပဲရွတ်ထားလေးဖေရအနှစ်သာရဆိုတာသူတို့မသိဘူးဖေရ အေး မသိသေးဘူးဖေရ အေး တမိကတော့ဒုက္ခတွေမျိုးစုံကြုံတွေ့ခဲ့ရတော့ အေး အနှစ်သာရဆိုတာကိုလည်းသိတယ်လေတခါတလေစိတ်ဆင်းရဲမှုတွေကြုံလာရင်ဒုက္ခတွေမျိုးစုံအခက်အခဲတွေကြုံတွေ့လာပြီးဆိုဖုံဖုံရဲ့လင်္ကာလေးကိုသွားသတိရတယ်စိတ်ကိုလည်းပဲထိန်းနိုင်တယ်ပေါ့ဖေရ အေး ဒါကြောင့်မို့လို့လည်းပဲတမိကူသားသမီး၃ယောက်နဲ့တမိကိုပေးစားခြင်းတဲ့ဆရာတွေကလည်းရှိတယ်ဖေရခင်မချိုးနေအိမ်အောင်ပြုတ်မလားအိမ်အောင်ပြုတ်ရင်ငါတို့ကိုယ်တိုင်ပေးစားမယ်တပည့်ဆရာကြီးတမိကတော့နောက်အိမ်အောင်ဆိုတာမပြုတ်တော့ဘူးတမိမှာသားသမီး၃ယောက်ရှိတယ်တမိသားသမီးလေးတွေပညာတတ်ဖို့ကောင်းဖို့ဘဝကိုဖြောင်းဖြောင်းပြူပြူရှောင်းလန်းနိုင်ဖို့တမိဓာတ်လေးပဲတွေးတယ် အေး ဘယ် ရော တော့မှအိမ်အောင်မပြုတ်တော့ဘူးလို့ဆရာသမားတို့တော့တမိပြောမိပါတယ်ဖေရ အဲ့ဒီပူလောက်မှုတွေပေါ်တိုင်းငါတရားလင်္ကာလေးတွေကအမှတ်ရ မှတ်ရပါတယ်ဖေရ အေးဟုတ်ပြီဆိုလိုတာတော့ပေါ့သုံးနေရာရှိမှသုံးရမယ့်ပြည်စည်းရတယ်လိုးလာတော့ကို တင်ပါဖေရ ဒီဘက်ကလိုးလာတော့မှအဲ့ဒါသုံးရကောင်းမှသိတာ ဒုက္ခမျိုးစုံကြုံလို့ရမှာလည်းပဲဘဝဆိုတာခန္ဓာတရားဆိုတာကိုယ်မှာရှိတယ်ဆိုတာဟိုတော့ကတော့ဖုံဖုံတွေပြောစကားတွေပြောတဲ့နေလူကြီးသူမတွေပြောတဲ့ကိုကြားရတယ်ဒါပေမဲ့ကိုယ်တိုင်ဖြစ်မှလည်းပဲသိတာပါဖေရ ဟုတ်ပြီအဲ့ဒါပဲတရားရဲ့ကောင်းယူဆိုတာပါတယ်တို့မဟုတ်ရင်ခလုတ်ထီမှအမိတာခုတော့ခလုတ်ထီတော့ကိုတရားတွေက
ကဲတင်လာတာပဲလေ အားကြောင့်မို့လို့လည်းပဲဘဝမှာအေးချမ်းချမ်းဖြတ်တန်းလို့နိုင်တယ်ဖေရ အဲ့လိုဆိုရင်ကဲငါမေးမယ်ဟိုဒီတရားတွေဒါဟုတ်လားဒီလင်္ကာလေးနှစ်ပုတ်ပဲဆိုတော့ဒီလင်္ကာလေးရဲ့သဘောကူတာငါကိုယ်တိုင်လည်းငယ်ငယ်ကဒီလောက်သဘောပေါက်မယ်လူတိုင်းလည်းသဘောပေါက်ကြမယ်ဆိုရင်လူတွေတော်တော်ကိုချမ်းသာကြမှာလို့အဲ့လိုပြောရင်ဟုတ်လား အမဖေရ အေးအဲ့ဒါပဲအဲ့ဒါနဲ့သတ်ပြီးတော့နေသားသမီးလို့သဘောထားပြီးတော့ပေါ့ငါကိုပူဇော်တဲ့အနေနဲ့ရောဟုတ်လားငါတရားကိုပူဇော်တဲ့အနေနဲ့ရောဒီလင်္ကာလေးကိုလူတိုင်းဟုတ်လားကျင့်ပြီးတော့ငါတို့ပဲအသုံးချနိုင်ကြပါစေလို့အဲ့လိုစိတ်ဓာတ်နဲ့ဖြစ်လို့ရလား ရပါတယ်ဖေရ ရရင်အဲ့ဒါလေးနင်းစိတ်တွေရှိသလိုနင်းပြောလိုက်စမ်းအဲ့ဒါဘယ်လိုပြောရင်တို့တကယ်လို့လူတွေကိုနင်းလို့မဖြစ်အောင်တတိပေးရမယ်ဆိုနင်းတဲ့ဘယ်လိုပြောလိုက်ချင်လို့ပဲလူတွေကိုဘယ်လိုပြောလိုက်ရင်ကောင်းမလို့ ပြောရင်ကောင်းအဲ့ဆိုတော့ဖေရသမီးလိုပဲမဖြစ်အောင်ပေါ့ဘဝမှာဖြောင်းဖြူရှောင်းလန်းနိုင်အောင်လို့နေထိုင်တက်ကြပါစေလို့သမီးဆုတောင်းပါတယ်ဖေရ အေးဟုတ်ပြီအဲ့ဒါအဲ့လိုဆိုရင်နားဒါလေးညီကုန်းချုပ်ပြီးတော့ပြောလိုက်တော့မယ်နော်နင်ပြောတာလေးနင်ခံစားချက်နဲ့မှုပြည့်စုံနေ တင်ပါဖေရ အဲ့တော့ကြားတဲ့တရားမတို့တွေလေဒါဘုန်းကြီးရဲ့ဒါတပည့်မလေးဆိုတော့သူ့ဘာကြီးအကြောင်းပြုပြီးတော့သူနဲ့ယဉ်နှီးရတာတရားမတို့တွေလေဒီလင်္ကာလေးသုံးပုဒ်ကိုသူကျင့်သုံးတယ်လို့ကျင့်သုံးပြီးတော့တကယ်ကိုငြိမ်းချမ်းတဲ့အဖြစ်ရနိုင်ကြပါစေလို့ဆန္ဒပြုပြီးတော့ဘုန်းကြီးဒီတရားလေးရနာလိုက်ပါတယ်